မိုးခါရီဘွားဆိုတာထင်မှမထားတာတွေဖြစ်တဲ့စဉ်ဘဝင်းကြီးဆိုတာဝေဖန်မှုပဲချောင်းတက်တယ်ဘွားနဲ့ဘဝင်းကြီးနှစ်ခုပေါင်းလိုက်တော့ရန်ထိတ်အတူဆိုင်ရာအတင်းဖြစ်လာမြင်းမြကူကြီးထက်အတန်ကြားတရားနာတော်ကိုယုံကြည်ကြတယ်ဘာလို့ဟာပြီးစင်းရတဲ့သူကိုပေးတဲ့ဟာကအဖမ်းခံရတော့ပြုံးမပြောက်ဘူးနေတော့ပြောခဲ့ဘူးတဲ့စကားနဲ့ပြောရရင်နှုတ်စင်တာလုံပြီးလာဆုံးပြုံးနေတဲ့လူဖြစ်လာကြတဲ့လူသိမ်မွေးပြီးလူလူတွေးတယ်လူလူမြင်တယ်လူတော့မိခဲ့ပြီးလူမဟုတ်တဲ့သူတွေကြာဒီရတော့ရှက်တယ်မိုးကားရင်တောင်းမဲ့စားရင်ငက်ပြီးသေးသေးပါစီခြေတော်မစေးပြရစေတဲ့ကြပြင်လေပြော